ယထာတစင်းစတရွက်နဲ့ပဲလူတန်းချီပျောက်သွားတဲ့အထီအောင်စင်းရင်းရှိတဲ့လူတစ်ယောက်ရှိခဲ့မှုတယ် Там Odessa nasciuta la Rezach milioni di Juden. Da blieb mir ja nichts anderes übrig, da musste ich gehorchen, was befohlen war. သမိုင်းမှာလူသက်သမားလို့ပြောလိုက်ရင်ကျွန်တော်တို့ဟာတနက်ကင်ထားတဲ့သူဒါမှမဟုတ်ဓာတ်ကင်ထားတဲ့လူရန်ကားတွေကိုပဲကြီးမြင်တတ်ကြပါတယ်ဒါပေမဲ့တခါတလေမှာကြောက်စရာအကောင်းဆုံးလူသက်သမားဟာတောက်ပြောင်နေတဲ့ဖနက်စံကိုစီကတားနာတဲ့ဝတ်စုံကိုဝိတ်မျက်မှန်ကိုတက်ပြီးစပွဲပေါ်မှာစာဘက်စာတမ်းတွေကိုလက်မှတ်ထိုးနေတဲ့မိတ်နိုင်ငံလုံးတဲ့သူတယောက်ဖြစ်နေတတ်ပါတယ်ဒါပေမဲ့ထူးခြားတာကသူဟာသူကိုယ်တိုင်တော့တနက်တစ်ချက်မှအပြစ်ခဲ့ဘူးသလိုသွေးစွန်းတဲ့လက်နက်တစ်ခုကိုတော့မကင်ခဲ့တာပါသူ့ရဲ့လက်နက်ကမိတ်ဆွေတို့ကျွန်တော်တို့ထင်တယ်လို့တနက်လည်းမဟုတ်တယ်လို့ဓာတ်လည်းမဟုတ်ပါဘူးဖောင်တိန်တစ်စီတုံးနဲ့သူ့ရဲ့လက်မှတ်သာဖြစ်ပါတယ်သူ့ရဲ့ကလောင်တန်ကနေထွက်လာတဲ့လက်မှတ်တစ်ချက်မှာတင်လူကိုယ်တိုင်သွားစရာမလိုပဲရုံးကားထဲမှာစာဘက်စာတမ်းတွေနဲ့အတူလူသက်ပွဲကြီးကိုစတင်စီခဲ့တဲ့သူလည်းဖြစ်ပြီးထောင်တောင်းချီတဲ့ကလေးငယ်တွေနဲ့မိသားစုတွေကိုမိကိုခေါင်းနိုင်တွေစီပို့ဆောင်ခဲ့တဲ့စပွဲတင်လူသက်သမားအဒေါ်အိုက်မန်အိုက်မန်ဟာဟစ်တလာရဲ့ညာလာယုံဖြစ်ပြီးအစုလိုက်အပြန်အလှန်တပ်ဖြတ်မှုရဲ့စီမံခန့်ခွဲသူဖြစ်ပါတယ်ယူလီမို6တန်းကိုစနေတကျတပ်ဖြတ်ဖို့ရထားအချိန်စရာတွေနဲ့စီးရင်စရာတွေကိုစီစဉ်ပေးခဲ့ရတဲ့အဓိကအခန်းကဏ္ဍမှာပါဝင်သူတယောက်ပါဒုတိယကမ္ဘာစစ်ကြီးပြင်းထန်နေချိန်နာဇီတွေဟာရှေ့တန်းမှာကြီးစံတွေရိတ်ခါတွေအတွက်ရုန်းကန်နေရပြီးနာဇီရရှိတချို့ကလူတွေကိုတနက်နဲ့ပြတ်တက်တာအချိန်ကုန်တယ်ကြီးစံဖြုံးတိရရောက်တယ်လို့ညှဉ်းညူတဲ့အခါအိုက်မန်ကပူပြီးထိရောက်တဲ့နေတန်းကိုအကောင့်နဲ့ဖော်ခဲ့တာပါအဲ့ဒါကတော့လူတွေကို gas ချိန်မှာအစိမ့်ငွေခန်းတွေစီစနစ်တကျပို့ဆောင်တာပဲဖြစ်ပါတယ်သူ့ရဲ့တစ်ချက်မှုရရင်အထားတွဲမှာလူဘယ်နှယောက်ထည့်ရမလဲအဲ့ဒီလူတွေအကုန်လုံးအသက်ပြောက်ဖို့အစိမ့်ငွေဘယ်လောက်လိုမယ်ဆိုတာအထိသူကသွေးနဲ့စီမံခဲ့ပြီးတနက်မကင်ပဲနဲ့လူထောင်ပေါင်းများစွာရဲ့အသက်ကိုအဆုံးသက်ပေးခဲ့တဲ့သူဖြစ်ပြီးဂျူးလူမျိုးတွေကိုတင်မင်းစီပို့ဆောင်မယ်အထားတွဲတွေကကြီးစံတဲ့ရိတ်ခါတွေထက်ပိုရေးကြည့်နေခဲ့တာပါစစ်မြေပြင်မှာဗိုလ်ချုပ်တွေကနေမေသိမ်းမှုစူးစမ်းနေချိန်အိုက်မန်ကတော့သူ့ရဲ့ရုံးခန်းထဲကမြေပုံပေါ်မှာဘယ်နေရာကလူတွေကိုအရင်တက်ရမလဲဆိုရကိုဇရက်ဆွနေခဲ့တာကြောင့်ကြီးစံမဖြုံးတည့်ရဲ့စစ်စင်ရေးကိုအသုံးပြုခဲ့တာပဲဖြစ်ပါတယ်တရားတွဲနောက်ကျသွားရင်လူတက်ပွဲနှောင်နှေးသွားမှကိုပဲစိုးရင်ခဲ့ပြီးစိတ်ခံစားချက်မဲ့စွာလူတွေကိုအဆုံးသက်စေဖို့အတွက်စက်မှုလုပ်ငန်းတစ်ခုလိုအချိန်ဟုန်နဲ့လက်ပတ်ကသွေးအေးနဲ့ကင်တွယ်ခဲ့ပါတယ်သူ့ရဲ့အကြီးမားဆုံးလုပ်ရက်ကတော့ဥရောပတခွင်ကဂျူးလူမျိုးတွေကိုတင်မင်းတမန်အားစားဓာတ်ချိန်နဲ့ရအောင်ဆက်တင်ခဲ့ပြီးမြို့တိုင်းရွာတိုင်းမှာရှိတဲ့ဂျူးလူမျိုးတွေကိုအိတ်တရားမဲ့ဖြစ်အောင်အရင်လုပ်တယ်ပြီးရင်သူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုတင်ဆေးတယ်နောက်ဆုံးမှာတော့အဲ့ဒီလူတွေကိုတိုးတွေလို့စုပြုံပြီးဓာတ်ရွယ်တဲ့ထက်ပိတ်ကပိုလန်နိုင်ငံမှာရှိတယ်အောင်ဆွစ်တင်မင်းစကန်ရဲ့ gas can တွေစီလူတွေကိုအရောက်ပို့ကတည်ချင်းတရားကိုစက်မှုစုံတစ်ခုလိုတိစောက်ခဲ့တဲ့နတ်ဆိုးတစ်ကောင်ဖြစ်ပါတယ်လူတွေကိုတွေးဆန်နေလို့ပြုတ်မှုခဲ့တာကြောင့်အောင်ဆွစ်စကန်မရောက်မီမှာပဲလူတော်များများတည်ခဲ့ကြရပြီးတမိုင်းမှာအမြင့်ဆုံးနဲ့အထီးအောင်ဆုံးလူသားမျိုးနဲ့ပေါ်ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုဖြစ်ခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့လက်ရွက်တွေပေါ်သူ့ဘလို့မင်းတဲ့ဆိုတာကပိုပြီးထိတ်လန့်စရာကောင်းပါတယ်အိုက်မန်ဟာသူ့ကိုယ်သူရာဇဝတ်ကောင်လို့မတတ်မှတ်ခဲ့ပါဘူးငါဟာယထာတွေကိုအချိန်မှန်အောင်လုပ်ပေးရတဲ့စီးရင်စရာတွေမှန်ကန်အောင်လုပ်ပေးရတဲ့တောင်ဝင်သည့်ဝန်ထမ်းတယောက်ပဲလို့သူကယူဆခဲ့သူပါဒီလိုနဲ့1945ခုနှစ်မေလမှာနာဇီဂျာမနီလက်နက်ချပြီးရတယ်အိုက်မန်ကအမေရိကန်စစ်တပ်ဖမ်းထားတဲ့ POW စခန်းထဲရောက်ခဲ့ပြီးသူ့နာမည်အမှန်ကိုဖုံးကွယ်ထားလို့တာမန်စစ်သားတယောက်လိုပဲထင်ခဲ့ကြတယ်အဲ့ဒီနောက်မှာတော့သူကစခန်းကနေလွတ်မြောက်ကဂျာမနီအတွင်းမှာနှစ်နှဲငယ်ပုံနေခဲ့တယ်ဒါကြောင့်1950ခုနှစ်မှာ Red Line လို့ခေါ်တဲ့နာဇီတွေထွက်ပြေးရလျှို့ဝှက်လမ်းကြောင်းကိုတုံးပြီးအီတလီကိုအရင်သွားခဲ့တယ် Ricardo Klagman ဆိုတဲ့နာမည်အတုနဲ့ Red Cross စာရွက်စာတမ်းတွေရယူခဲ့ပြီးတင်မောနဲ့အာဂျင်တီးနားကိုထွက်ပြေးက Buenos Aires မြို့မှာဆယ်သွင်းတစ်ခုကျော်ကြာတာမန်ဆဲလို့သမားတဲလို့နေဆိုင်ခဲ့တယ်ဒါပေမဲ့လည်းတရားမှတ်တမ်းမှုကသူ့နောက်ကိုတိတ်တဆိတ်လိုက်နေခဲ့ပြီး1960ခုနှစ် Mossad agent တွေက Buenos Aires မှာပုံနေတဲ့ Adolf Eichmann ကိုနေပေါင်းများစွာကြာစောင့်ကြည့်ခဲ့ပြီး Eichmann အိမ်မက်လာတဲ့အချိန်ကိုစောင့်ပြီးရုတ်တရက်ဖမ်းဆီးလိုက်တယ်ရုံနဲ့ပဲ Eichmann ကိုအာဂျင်တီးနားကနေခေါ်ထုတ်ဖို့အတွက်Israel လေကြောင်းဝန်ထမ်းအယောင်ဆောင်က Israel နိုင်ငံကိုတရားစီရင်မှုခေါ်ဆောင်ချက်ခံခဲ့ရတယ်ဒါကြောင့် Eichmann ကို Jerusalem မြို့မှာရှိတဲ့ Beit Haram ခန်းမထဲမှာအထူးတရားခွင့်ပြပြောင်းလဲကစစ်ဆေးခဲ့ပါတယ် Gab mir die Weisung, mich nach Lublin zu begeben und mich mit Globoschnik ins Benehmen zu setzen. သူ့ထွက်ဆိုချက်တွေထဲမှာတော့သူဟာလူသက်သမားတယောက်မဟုတ်ပဲအထက်ကပေးတဲ့အမိန့်ကိုအတိအကျလိုက်နာရတဲ့ရုပ်လုပ်ငန်းလှုပ်ဆောင်သူတယောက်သာဖြစ်တယ်ဆိုတာပါပဲသူကကျွန်တော်ကကိုပိုင်ဆန္ဒနဲ့ဘာမှမလုပ်ခဲ့ဘူးအထက်ကပေးတဲ့ဥပဒေနဲ့အညီအမိန့်တွေကိုပဲတိုင်းနာခံခဲ့တာလို့ဆိုခဲ့ပါတယ်ဒါကတန်းနဲ့ချီတဲ့လူတွေကိုတင်မင်းတမန်စကန်တွေပို့ဆောင်ခဲ့တဲ့ဖြစ်ရပေါ်သူ့ရဲ့တာဝန်ယူမှုကိုညှင်းဆိုခဲ့တာဖြစ်ပြီးအလုပ်တစ်ခုကိုအောင်မြင်အောင်လှုပ်ဆောင်တဲ့စိတ်ကြည်နမှုမရှိခဲ့တယ်လို့သူကထွက်ဆိုခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်သူ့ကို1962ခုနှစ်မှာကျူးပေကွပ်မျက်ခဲ့ပြီးအစ္စရေးသမိုင်းမှာတရားဝင်ကတေးတံပေးခြင်းခံရတဲ့တူဦးတဲ့သူဖြစ်လာခဲ့တာပါ။စနစ်တစ်ခုရဲ့ဆက်ရုပ်လို့အလုပ်လုပ်နေရင်ကိုယ့်ရဲ့လူသားဆံမှုကိုအပတ်ဆုံးစေဖို့
အိုက်မန်ရဲ့တမိုင်းကသတိပေးနေစေဖြစ်ပါတယ်အိုက်မန်ရဲ့လက်ရွက်တွေကလူသားမျိုးနဲ့ပေါ်ကျူးလွန်ခဲ့တဲ့အဆိုးအဆန်းသောအမဲဆက်အဖြစ်တမိုင်းမှာရှားပရကျန်နေစေဖြစ်ပါတယ်